အားလုံးမင်္ဂလာပါရှင်အားလုံးကျမ်းမာချမ်းသာကြပါစေပြည့်ရင်ကင်းပါစေမြတ်တာပို့တဲ့မြတ်တာပွားနော်ကျမဒီအကြောင်းမြင်ဆရာမပေါ့နော်မတ်ပင်စာခန်းမဘဝခန်းမမလည်းခေါ်ပါတယ်နော်အကြောင်းကျိုးကောင်းဆုံးမမှန်ဒီသိချင်တဲ့အိမ်မက်ဆိုရင်မက်နေစားလို့စစ်ဆေးလို့ရပါတယ်ရှင်နော်အကျန်အတွင်းရောကအပြင်ရောကအတွင်းရသူပြန်သူရှိပြီးစစ်ဆေးရအခုခက်ကအိတ်တာမက်ဆီဒီယာတွေကများတယ်အပြင်သူဆေးရုံတက်မဲ့ယောဂနဲ့ဟိုအတွင်းသူများအောက်လန်ဗီဇာခံတဲ့ယောဂတခြားစီပေါ့နော်ဘယ်လိုပြောမလဲဆိုဗိတ်နာတယ်ဆိုအကြိုင်းနာနေဆိုမဟုတ်ဘူးလေဆရာဝန်အထက်ဆောင်ရလို့ဘာမှအဖြေမတူဘူးဆိုအောက်လန်ယောဂခန္ဓာကိုယ်ကြီးအသားလေးလှုပ်လာမယ်ပူမယ်အေးမယ်ပူလိတ်အေးလေအဲ့လိုပြန်လာတော့အဲ့ဒါဘယ်လိုမျိုးကူကလဲဆိုတော့ကျမဗိုက်ပါနေလာပြီးတော့ပြောလို့ရပါတယ်ရှင်ဒီဖုန်းနံပါတ်ပေးထားပါတော့3996394996 Viber နံပါတ် Telegram နံပါတ်နောက်ပြီးတော့ဒီ Facebook မှာလည်းရတယ်နော်နောက်ပြီးတော့မကီပေးနဲ့လွယ်ပြီးတော့ညံပူစော်ကပူစော်လို့ရပါတယ်ရှင်ကျမကိုတွေးပြီးရှိတဲ့အတွက်ဖျားစာဘယ်လိုမျိုးရှော့မယ်ရှုပ်ပုံစံရှိတယ်ကျမကိုလည်းကုပေးရွတ်ပေးလို့ရတယ်ကိုရွတ်နိုင်လဲရွတ်တတ်မဲ့ဒီလာအာသမတီအားလို့တယ်လေအဲဒါကြောင့်မို့ကိုကရိတ်တာဝင်ထားတဲ့အရှိန်ရှိတယ်ရိတ်တာဆိုတာဒီဝိပဿနာတရားရဲ့အရှိန်နဲ့ပြောင်းလဲတာလေဝိပဿနာမပါလို့မရဘူးတမထဝိပဿနာတွဲမှယောဂဆိုထွက်တဲ့ခန္ဓာကိုယ်မှာပူလိုက်အေးလိုက်ဖြားလိုက်နာလိုက်ချောင်းဆိုရင်စက်တင်စိတ်ဆိုးနေဆိုပြန်ဆက်ရမယ်ဗိတ်နာတာစီအောင်တာဝမ်းသွားတာအနေနဲ့တည်းနေများများတောင်းထုတ်တတ်တယ်ဒါတွေကကိုတွေ့ပြီးကြုံခဲ့ရတယ်ဘယ်ဖျားစာနဲ့ဘယ်လိုပြောက်တဲ့ဆိုရှင်းပြပေးလို့ရတယ်ရှင်အခုကျမရွတ်နေကြဆိုရင်မေတ္တာတို့ရွတ်တယ်မင်္ဂလာတို့မေတ္တာတို့ပေါ့နော်မင်္ဂလာတို့ထဲဆိုရင်အောက်ဆုံးပိတ်လိနာဖုတ္တတလောကတမီစိတ်တန်တဏ္ဍကမတိအာတောကဝိဒဆိုင်ခေမံပယံနတိအာယဝနာဒုက္ခမလအလား29ခေါက်ရွတ်မယ်အာရင်လည်း108ခေါက်ပေါ့နော်တန်ဗုဒ္ဓေဆိုရင်လည်းသက်စီရွတ်မယ်အာရင်108ခေါက်အတိတ်ထံရွတ်မယ်ဆက်ရရင်ဆူတောင်းမယ်ယောဂဆူထွက်ပါစေပေါ့နော်ဖြစ်နေတော့ရှင်နေယောဂလည်းပျောက်ကင်းပါစေတချို့အလကားနေလာမလျှောက်နိုင်ဘူးဘာမှမိုးနဲ့ခြေထောက်မြင်လာတယ်ဆိုရင်ဆယ်ဝန်မှာလှုပ်စစ်ကြည့်ဘာမှမရှိဘူးဆိုရင်အတိကညာဖက်တွေလှုပ်တာများတဲ့အောက်လန်းတွေပေါ့အောက်လန်းစုံနေဒီဆုံးပြနဲ့ယောဂဖြန့်လို့တာကြောက်ဖို့ကောင်းတယ်တယောက်နဲ့တယောက်အိတ်တာမစီရများတာကိုတချို့ဟိုရအောင်မှာဆရာထုကကြောက်ကူပေးနေမလားအိုးအဲ့မှာကြည့်ပွင့်ကြည့်လိုက်ကြည့်အဲ့လိုအမျိုးမျိုးတွေ့ကြုံလဲသူတွေကကြောက်စရာကောင်းတယ်ကို့မှာတရားလက်ကင်ထားမယ်တရားကုသိုလ်လဲရှာရမယ်လို့ပြောချင်တယ်ကျမဟိုဒီမှာပွဲလေးတပည့်တယ်တော့ဘာပေါ်မကောင်းရှင်းနေစမ်းတော့အဖေကဘယ်လိုပြောတယ်လဲတော့မှာတော့ညနေမျိုးတော့တင်ပေးပါတယ်နော်ဖိတ်ခေါ်ပါတယ်ရက်နေ့ရက်ဝေးတွေ online ကနေလည်းတွေ့လို့ရပါတယ်ရှင်ကျေးဇူးပါရှင်